ทำนี้เนี่ยก็ยังคงมีอะไรก็แลนด์ชั่วมาดีทางว่าทัดลาดูชั่วป่าเว้ยมั้งเนาะที่เบียร์แม่ไม่ตีลูเซนนี่เวลาเบียร์นอกมาดียังงยักษ์กว่านี้ปีดูเลยไล่แหลมแฟนซีได้ลุกขึ้นมาดีอย่าไปด้วยมาจนเราမျိုးကြီးတချို့မှာဒီလိုဖြစ်စင်နေလဲဖြစ်ပွားပြီးတော့မင်းကြတော့ရန်ကုန်ကမြို့နယ်တော်တော်များများမှာဒါမျိုးတွေကျွန်တော်ထပ်ဖြစ်လာတော့တွေ့ရအဓိကတော့ကျွန်တော်တို့ဒီအာနာသိန်းစစ်ကောင်စီကနေပြီးညမထရအမိန်ထုတ်ပြန်ပြီးနောက်ပိုင်းမှာလမ်းပေါ်မှာလူချင်းတိတ်ချိန်ပေါ့နော်ဘယ်ကမှမသိတဲ့လူတွေရောက်လာတာဖြစ်ပါတယ်အဲ့ဒီတက်ကဒီလွန်ချင်းချမ်းသာခွင့်နဲ့လူတွေလည်းပြန်လွတ်လာတဲ့ဒီအကျဉ်းသားတွေလည်းပါလာပါတယ်မင်းည7 နာရီကျော်လောက်ကဆိုရင်ဒီအဲ့နောက်ပိုင်းမှာကျွန်တော်တို့ရန်ကုန်မြို့နယ်တော်တော်များများမှာဒီလိုဖြစ်စဉ်တွေတော်များဖြစ်ခဲ့အခုကျွန်တော်တို့တွေ့နေတဲ့နေရာကတော့ဒီရန်ကုန်စမ်းချောင်းမြင်းဒီကုန်းမှာရှိတဲ့ဓမ္မမြင်းဒီကုန်းဓမ္မအောင်ဖြစ်ပါတယ်ဒီမင်းညဒီ၄ယောက်ဖမ်းမိထားတာကိုလည်းကျွန်တော်ရက်ွက်ထဲကိုလူစိမ်း၄ယောက်ဝင်လာပြီးတော့เนาะအဲ့ထဲမှာသူတို့ရှိမှလည်းစာရွက်စာတမ်းတချို့ပါဒါသူတို့ပစ္စည်းတွေပါဒီသူတို့ဖမ်းမိတဲ့အခါမှာသူတို့တွေ့ရပစ္စည်းပါအဲ့လူတွေကိုကျွန်တော်လိုက်ပြပါမယ်လက်ချေရည်တော့ပဲပို့ဒီနာလူတော့ဟိုဘဆွန်သွားလို့လားဟိုဘဆွန်လူတယောက်ပြန်ဒီကဲမင်းညကျွန်တော်တို့ဒါဒီရက်ခွက်ထဲမှာပေါ့နော်မြို့မစင်းသွားမိခဲ့တဲ့တယောက်ပေါ့တန်လင်းမြို့မစင်းတယ်ဘာဘယ်လိုပြောပြီးခေါ်တာလဲဟိုကသူတို့ခံလို့ခင်းတဲ့ပတ်စံတောင်းပြီးရတဲ့တယောက်ပဲအဲကျွန်တော်ခေါ်လာတာဟိုအဲဆိုတော့စနာပါပြပြီးတော့ညမို့ချောဒီမင်းကိုလာချပြီလားကားစီကကားစီမောင်းတာကြောက်ဘူးလေသိလားသိတော့မသိဟိုဘယ်လိုပုံစံမျိုးလဲဘယ်လိုဝန်နေတော့ဝါနေဝါနေပူလေတူတာရနေညူဝါဝန်နေညူလေတော့တူတာဒီအောက်ပစောကြောပလေကဒီပေါ်ကျတော့ခါပါစနဲ့ဆိုတော့ဒီမြင်းဒီကုန်းကိုပဲချင်းတော့လာအဲ့လိုမျိုးပဲကျွန်တော်တို့ဒီမှာ၄ယောက်ခေါင်းဆောင်ဆိုရဲဒီ၃ယောက်ကိုခေါ်လာခဲ့၄ယောက်ပေါ့အားလုံးပေါင်းမိတာအဲ့တော့၃ယောက်ကိုခေါ်လာတဲ့ခေါင်းဆောင်ဆိုတာဟိုဘက်ထိတ်မှာကျွန်တော်တို့ဟိုတွေ့ရပါတယ်အဲ့တော့ဒီမှာလည်း၁ယောက်ရှိပါတယ်အဲ့ဒါအခုမြို့ထဲပါမှာနေရှိတယ်ကျွန်တော်မြို့ထဲဒီကသူတို့ဟိုတွေ့ရချိန်မှာပါတဲ့ပစ္စည်းတွေဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ကျင်းစရာကြီးနေတာတန်နေမှာပဲနေတာတန်နေမှာနေအတက်အောင်ဟိုကျွန်တော်တေချာဖြေးလိုက်သားရေဖြေးပေးလိုက်လူချင်းတဲ့ site လေးတွေအားလုံးဖြေးပေးအတက်ဘလားပန်တိုင်းဖြေးပေးဟိုဒီလေးလာပန်စီးပေးပြီအရှင်တယ်မိုးလင်းကလေးပေါ်တဲ့ဥစ္စာအဲ့တော့ဘလို့80နေပြန်ပြပါလိုက်ပါဟိုအဲ့လူမကျွန်တော်စစဝါပြန်လာဟိုအဲ့ဒီကိုဒီကွာလေတန်လေးမျိုးပါကျွန်တော်စားပြန်လာတော့အဲ့ဒီနာဘိုးဘဆန်တို့ကကျွန်တော်ဟိုသူတို့ကလိုပေးနေဒီတဲ့ပတ်သက်ကောင်းကောင်းပေးမယ်ဆိုတော့ခေါ်လာတာမင်းငါတို့မိုးနေအကြီးတယ်ဆိုတော့သူ့တွေမှာဆန္ဒပြရတယ်တွေ့ရဟုတ်အစားလည်းတည်ရတယ်နော်ဆိုအခုအစားရတယ်ဒီမှာမင်းအမှန်တမ်းပြီနော်ငါတို့ပြောတဲ့ဟာကမဆန်တဲ့အမှန်တမ်းပြီအတူကြောင့်ဒီခေါ်လာပြီးတော့အဲ့ဒီစူးတွေမှာစန္ဒပြကြီးရဲ့စန္ဒပြမှာအဲ့ဘိုးချုပ်ကနေကြတော့အဲ့ဓာတ်တဲ့စီလာခေါ်တာပေါ်မှာဒီမြေဒီကမှချခဲ့ပြီဘယ်တင်ထားခဲ့ပြီလဲညဘိုးချုပ်အဲ့ဒါမလို့ဘာခေါ်ရလဲညဘိုးချုပ်အဲ့တို့ကဘာအဲ့ကိုယ်ပဲစင်တော့ဘယ်တော့ကကျွန်တော်ညမိုးကျတွေအေးညာရင်းနဲ့အိမ်မောင်းအောင်မယ်တဲ့အိမ်မောင်းရိုက်ပြန်သူတို့ပေးတယ်သူကကျွန်တော်ပြန်တော့မိုးပြန်တယ်အဲ့လိုဆိုတော့အရင်တော့အမှုတွေပါဖြစ်ဘူးလားဟိုထောင်ကြဘာမှုလဲကြာဟိုကိုမှုနဲ့ပဲကြာတာဘယ်တော့လွတ်လာဒီတလားပဲ9နေလို့လားဒီဟိုဘကြောက်ကဒီရောက်ထောင်းမှထွက်လာပြီဒီမှာလည်းရက်ကွက်ကလူတွေလည်းစူးရုံရောက်ရှိနေအောင်တွေ့ရပါတယ်
ဒါလည်းဖမ်းမိတဲ့လူဖမ်းမိတဲ့တဲက၄ယောက်တည်းတယောက်ဖြစ်ပါတယ်အခုပါလေဒါနေနေခံရဲမို့အောင်ဟိုကနေတိုင်းဟောနေရရဲမို့နေတိုင်းတိုက်တာဒါရဲလည်းသူခေါ်သွားပြီသူခေါ်သွားတာဒါအမှုယူသွားပြီသူခေါ်တယ်မျိုးနဲ့ကျွန်တော်တော့အမှန်လောက်ပါမယ်အဲ့ဒါသူကမယ်လေရဲတွေနေချင်ရတယ်ကွာဟုတ်ဒီမှာကဆိုဒီကလူမျိုးပြောက်လက်ကွာစီယူထားပါတယ်ကျဲစီယူ NHL ဒီသူတို့လက်ဖက်သမီးဆိုစီကျော်တယ်ကျန်တဲ့စီယူလက်မရအခုတော့သူတို့ရဲတပ်ဖွဲ့စီကိုအနက်မှာဖြစ်ပါတယ်အခုရဲကလာခေါ်နေဖြစ်ပါတယ်နောက်တယောက်ကဲမလုံးဘူးလေအဲ့တော့မှတော့တယောက်ကတ်ထားအဲ့မှာကျွန်တော်ထိုင်တော့ပါတော့ကျော်လေးကျော်ထိုင်တော့မယ်ငါထိုင်တော့ရဒါမှရောက်ဒီကောင်လေးထုတ်ဒီကောင်ထုတ်အဲ့ဒါမဟုတ်တော့မဟုတ်အဲ့ဒါလာလိုက်မယ်ဟုတ်ပြီတော့တော့လာမှာနေလိုက်ပါဒါတော့နောက်တစ်ယောက်သူစကန်လာခေါ်နေဖြစ်ပါတယ်ဒါလုံးဝဆရာကြီးနောက်တစ်ယောက်ထိုင်ဦးတော့မှနောက်တစ်ယောက်သွားတယ်ပြောသွားထိုင်ဦးမထိုင်လို့မဖြစ်ဘူးထိုင်ရတယ်ရိုင်းမရှိတဲ့ကျွန်တော်လက်တွေးလို့မရှိဘူးညပြောတယ်နိုင်ဆယ်လားဘေးကတယောက်ထိုင်ဦးမှာမလားရနောက်ဘေးကတယောက်ထိုင်ဦးမှာဟာဘွားကကြောက်တယ်လုံးမဘယ်နေ့ဆိုနေဟောနေတိုင်းခနဲ့ဒါစကုနေတိုင်းလာစင်းမေရနေပဲရောက်တော့လာစင်းဟုတ်မရဘူးအမရဲကပြောပြီးသားလာလည်းမခေါ်ဘူးဟိုကလည်းမလို့ဒီကနေလာအမှန်ဆိုပါဆန်တဲ့အတော်တော်ဒီဘာမှမဟုတ်ဘူးပြီးတော့ဘာလို့အဲ့ဆန်တဲ့နေရာအားလုံးကမှဒီမှာကြိုးချီတာလိုက်ကြိုးချီတာတော့ကျွန်တော်ကတို့အစိုးရရဲ့တန်ရှင်းရနှိမ့်ဆက်တဲ့ပြတ်သွားတယ်မြန်မာနိုင်ငံဆိုလေသမင်းကျွေးမယ်လူတော်ဝင်လည်းပိုင်းတော့တစ်ချက်လုံးဟုတ်ပြီမနေ့ကမလေးရပြန်မလို့တို့ပြီးတော့မနေ့ကမင်းကြီးကကျွန်တော်တို့အားရရှိတယ်တို့ကျွန်တော်တို့ဘယ်လိုဝင်ရဲတောင်းနေရောရဲလည်းတောင်းနေမှာမဟုတ်ဘူးမင်းတို့ကလည်းဒီရောက်တော့ဒီရောက်ရောက်အောင်ပါပဲမဟုတ်လေငါကျွန်တော်ပြောပါမယ်ဒီမှာထားဖို့ဆိုဘလူးတောင်းနေတယ်အဲ့ဒါကျွန်တော်တို့လူမျိုးကိုဆင်းနေတာတောက်ဘသူကခိုင်းတာအဲ့လိုလာဖို့ကဘသူကခိုင်းတာအဲ့ဆိုတက်သွားဘူးအေးမဟုတ်တော့ကောင်အဲ့လိုပဲခိုင်းတာလားနောက်ဒီနေ့လူကအဖွဲ့အစည်းကခိုင်းတာမဟုတ်ဘူးလားမဟုတ်ဘူးဘာလို့ပြောလာလဲဘယ်တော့မှဘိုးဘိုးမျိုးလို့ဘိုးဘာဘိုးပဲမယ်ဘာလုပ်ရမလဲအိမ်ဖောင်းမလို့အိမ်ဖောင်းရမယ်လို့ပြောတာတော့မာရှယ်လောထုတ်သွားတာတော့မသိဘူးလားဘာလို့လဲဒီရတဲ့ဒီလိုထွက်တာလဲဆိုတော့တော့အနေနဲ့ဆိုတော့မသိဘူးလားသိတယ်နဲ့တော့လုပ်တယ်အဲ့ဒါပတ်ဆိုင်ရလို့လုပ်တယ်ညာခိုင်းလို့လုပ်တယ်ဟုတ်လားဟုတ်ပြီအဲ့ဒါဆိုရင်အမြတ်ပြောလိုက်မယ်ဒါဒီဘယ်ကလာတာလဲကျွန်တော်လည်းမစောင့်ဘူးတပြည့်လုံးပါဘယ်နာလာပြောကြည့်တာဒီဘက်ဟိုဟာဘောတရားအိတ်တာဘာမှမရှိတယ်အဖွားရှိတယ်အဖွားရောက်သေးလားရောက်တယ်မို့ဟိုတားပါလက်ရောက်ရှိတပည့်တယောက်ရှိဟိုတားပါရောဂါတယ်လို့ယောဂရှိလို့တော့မမပယောက်ရှိတယ်တော့ယောက်ရှိတယ်နောက်တဲ့2ယောက်ကမတူလေနောက်တော့ဒါပဲပြောတော့အဲ့ဒီရက်ပါဝင်ပြောပြပါသွားတယ်2ယောက်သလုံးလားဟုတ်ပြီဟုတ်ပြီဒါအဲ့ဒါဆိုရင်ဒါတို့ဘာဘိုးဘိုးထုတ်ထားတယ်ဒါတို့သိပြီဒီကနေ့ဒါတို့ဖောက်တယ်လို့ပြောတာဘယ်ချိန်နဲ့ရောက်နေရလဲညမိုးချိုမရောက်တော့ဩပါပါအဲ့တော့သူ့ခုလာတဲ့ကျွန်တော်သူ့တယောက်ချင်းလေးချင်တာခုလာတဲ့တယောက်တဲ့ကိတ်ကိုမေးလိုက်တယ်မေးတော့ဟုတ်ကျွန်တော်သူ့တော့တခိုးပဲပြေးသွားတော့မယ်မေးလိုက်မှာဟိုကောလေးရှင်းနေပုံမှန်ရှင်းလိုက်ရှင်းနေဆက်တယ်ပြီကျွန်တော်ရှင်းနေဘယ်မှာလဲဆိုတာဒီ24စကားလေးတော့ဝေးလေ
ဆက်တွေ့ရရလာဟုတ်လားတကယ်ပဲသူတို့နေတဲ့လိမ့်စာအမှန်ပဲ Happy washing နားလေးတွေ လာကွာ ကဲတဲ့နဲ့မောတဲ့တော့ နောက်တယောက်လောက်လာကွာနောက်တယောက်လောက်လာ အဲ့ဒီအကြောင်းလေး မလို့တော့ရပြီဗျာရပြီ နည်းနည်းပြောပါဆက်တွေ့ရသူတို့လိမ့်စာတွေ သူကဖုန်းနံပါတ်ပေးတယ်တော့ဖုန်းနံပါတ်ပေးတော့ကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်ဖုန်းဆက်တယ်ဆက်တော့သူ့ဖုန်းနဲ့တွေ့တယ်ဟုတ်ပါလေအဲ့ဒါဆိုရင်ရှင်ငါခေါ်မလားမသိဘူးဖုန်းနဲ့ကန်နေပြီးတော့လိုက်ပါအောင်မယ်တဲ့အဲ့တော့အခုချိန်ကြီးကျမတို့ရှို့ပြန်မရောက်သေးဘူးအဲ့တော့ကျမတို့လောဘတောင်းရကျမတို့ဒီသူ့ကိုစကန်အပ်မယ်စကန်နေပြီးတော့တွန်းသူလာရွေးမယ်ဟေးဆိုချင်တယ်လာခေါ်မယ်ဆိုတော့စကန်မှာပဲလာဟိုတဆင်အနာပိုင်းကိုစီးပဲအလိုက်တာပေါ့ဒါပါမီဒီယာတင်မရမှာလေစကမ်းမှာအရှိကြောင်း အရှိကြောင်းဝိုင်းတင်ပြီနော်ကိုနော်